အရင်ဆုံးအနေနဲ့ကျွန်တော်တို့အောက်ပင်ကိုခွာစီလိုက်တဲ့နောကြောင်တွေ့ရမှာဖြစ်ပါတယ်နောကြောင်2နဲ့ Honor Game ရဲ့ collaboration skin တော့ထွက်လာပြီပေါ့နော်ကျွန်တော်နောကြောင်ရဲ့ animation ကိုတစ်ချက်ကြည့်လိုက်အောင်无量星空拳，急急如律令。给我破！我命由我不由天，小爷成魔不成仙。နောကြောင်2နဲ့ကျွန်တော် Honor Game နဲ့ collaboration လုပ်မယ်ဆိုပြီးတော့မနစ်ကလေးက confirm ဖြစ်တယ်ဆိုပြီးမဲ့လည်းအချင်းအကြောင်းဒီနှစ်2020ကျောင်းမှာတော့ skin တွေထွက်လာတယ်ပေါ့နော်နောကြောင်2နဲ့ Honor Game collaboration မှာ skin တွေခုထွက်လာလိမ့်မယ်ပေါ့နော်နောကြောင်ရဲ့နောကြောင် skin အောက်ပင်ရဲ့အောက်ရင် skin ဒီအောက်ကွမ်ရဲ့ခိုင် skin ဒီအောက်ရုံရဲ့မီရွက် skin လေးခုထွက်လာတယ်ပေါ့နော်ဆိုတော့နောကြောင် skin ကတော့ထွက်လာပြီပေါ့နော်ဆိုရင်ကျွန်တော်ဒီနောကြောင်နဲ့Honor Game နဲ့ collaboration skin ဆက်ကြည့်လိုက်အောင်ဒီတော့ကျွန်တော် Canada model ရင်ပြောကြည့်အောင် Canada model ကလည်းဒီနောကြောင်2ထဲက movie ထဲကပေါ့နော် movie ထဲကကလေးပုံစံလောက်ထားပေးတယ်ပြီးရင်ကျွန်တော်သူ့ရဲ့ passive ကိုလည်းအောက်မှာဂျာပန်အနေနဲ့သူကလောက်ထားပေးရပေါ့ဒါတော်တော်လေး movie great လို့ပဲပြောလို့ရတယ်ပြီးတော့ scale 1 scale 1ကလည်းဒီ movie ထဲအတိုင်းပေါ့နော်နောကြောင်ရဲ့ law အတိုင်းပဲကောင်း3လုံးလက်6ဖက်ထွက်လာတဲ့ပုံစံပေါ့ဒါပေမဲ့ဒီထဲမှာတော့ကိုဝါနှစ်ခုထွက်လာပြီးတော့ဘေးလူတွေအကုန်လုံးချတဲ့ပုံစံနဲ့လုပ်ထားပဲဒါတော့တော်တော်လေးလဲမိုက်တယ်ပေါ့နော်ပြောမယ်ဆိုရင်ဒီနောကြောင်ရဲ့ law အတိုင်းဒါမှမဟုတ် movie အတိုင်းတေချာပေါက်ထည့်ထားပြီလေစကီတူကတော့ဘာမှတော့ပြောစရာမရှိဘူးဒီနေ့ခုံသွားတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းလေးပြောစရာရှိတာကဘာလဲဆိုရင်သူ့ရဲ့ voice over ပေါ့ voice over ကိုကောင်းကောင်းကြီးလုပ်ထားပြီးတယ်ပြောရရင်ဒီ movie တွေက voice over တွေကိုတော်တော်များများတွဲသုံးထားပေးတယ်ပေါ့နော်ဆိုတော့ဒီ Ultimate မှာလည်းကြည့်လိုက်မယ်ဆိုရင် Ultimate form ကပြောင်းသွားတယ်ပေါ့နော် Ultimate သုံးလိုက်တဲ့အချိန်မှာဒီnot တာဒီအောက်ရင်ရဲ့ Dragon Form ကြီးကိုစီးသွားတယ်ပြီးရင်ကျွန်တော်တို့ထိသွားတာနဲ့ဒီ voice over တစ်ခုပေါ့နော် movie တွေက voice over ပဲတင်နေကြည့်ရတာတော်တော်လေးလဲမိုက်တယ်ဒီဘက်ပြောလို့ရတယ်ဆိုတော့ဒီ not skin ကလက်ရှိမှာက global မှာထွက်လာဖို့ကတော့မသေးချာသေးဘူးဒါပေမဲ့ China စာပေါ်မှာတော့ဒီတစ်လနှစ်လပြင်တော့တခြားပေါက်ထွက်လာတယ်ပေါ့နော်ဆိုတော့brother တော့ဘယ်လိုထင်လဲဒီ not skin ကလည်းထွက်လာမယ်တော့ဝယ်တင်တာဆိုတော့ကောင်းမှမပြတော့ပြီးပါအောင်ခင်ဗျာ那又如何没事没事，沙子里面进眼睛了。也没必要一模一样嘛，可以再美化些。也没必要一模一样嘛，可以再美化些。